Digital Multimeter အသုံးပြုပုံကိုလေ့လာသွားကြပါမယ်။ Okay အရင်ဆုံး Multimeter ဝယ်လိုက်ပြီဆိုရင်အနီရောင် positive probe တစ်ခုနဲ့အနက်ရောင် negative probe တစ်ခုပါလာပါလိမ့်မယ်။ဒီ probe တွေကိုတတ်တဲ့အခါမှာအနက်ရောင်ကိုတော့အမြဲတမ်း COM ဆိုတဲ့နေရာမှာပဲတတ်ရမှာပါ။အနီရောင်ကိုတော့အောက်ဆုံးက VOM MA ဆိုတဲ့နေရာမှာပုံမှန်တတ်ထားရပါမယ်။ဒါပေမဲ့တတိထားရမှာကအကယ်လို့သင်ဟာ200 MA ကနေ 10 AP အထိ current ကိုတိုင်းတော်မယ်ဆိုရင်တော့ဒီအနီရောင် probe ကိုအပေါ်ဆုံးက10 APA port ကိုပြောင်းတက်ပေးရမှာဖြစ်ပါတယ်။ကဲဆက်ပြီးတော့ multimeter ရဲ့ခလုတ်လှည့်ပုံတွေကိုကြည့်အောင်။ဒီဘက်က V နဲ့ line ပုံစံလေးရှိတဲ့နေရာကတော့ AC voltage တိုင်းတာမှုအတွက်ပါ။200ကနေ750 volt အထိတိုင်းလို့ရပါတယ်။တစ်ဖက်မှာရှိတဲ့ V နဲ့အဆက်ကလေးတွေပါတာကတော့ DC voltage တိုင်းဖို့အတွက်ပေါ့။ဥပမာဖုန်းဘက်ထရီဒါမှမဟုတ်12 volt ဘက်ထရီတွေကိုတိုင်းချင်တယ်ဆိုရင်20 volt scale မှာထားပြီးတိုင်းလို့ရပါတယ်။ကျွန်တော်အခုဒီ 3.7 volt ဘက်ထရီကိုတိုင်းပြမယ်နော်။အနီးကိုအပေါင်းအနက်ကိုအနက်မှာထိလိုက်ရင်3.94 volt ပြနေပါတယ်။အကယ်၍ Pro ကိုပြောင်းပြန်တက်မိရင်တော့ screen မှာ minus လက္ခဏာပြပါလိမ့်မယ်။ဒါဆိုရင်အပေါင်းအနက်မားနေလေဆိုတာသိနိုင်တာပေါ့။ Okay နောက်တစ်ခုကတော့ resistance တိုင်းတာပါ။ဒီအပြာရောင်အပိုင်းမှာ ohm တန်ဖိုးတွေကိုတိုင်းလို့ရပါတယ်။200 ohm ကနေ2000 kilo ohm အထိတိုင်းနိုင်ပါတယ်။ပြီးတော့အထုံးဝင်ဆုံးထိတဲ့ continuity test အကြောင်းပြောပြမယ်။ဒီဘာသာပုံစံလေးမှာထားလိုက်ပါ။ probe နှစ်ခုကိုထိလိုက်ရင် B ဆိုတဲ့အတန်လေးကြားရပါလိမ့်မယ်။ဒီမုတ်ကိုသုံးပြီးဝါယာချိုးတွေပြတ်နေလား LED မီဒီတွေအလုပ်လုပ်လားဆိုတာစစ်ဆေးလို့ရပါတယ်။ဥပမာကျိုးတစ်ချောင်းရဲ့အထိတ်နှစ်ခတ်ကိုထိကြည့်လို့အသာမြင်ရင်အဲ့ဒီကျိုးဟာမပြတ်ဘူးလို့ဆိုလိုတာပါ။နောက်ဆုံးအနေနဲ့ current တိုင်းပါ။ current တိုင်းတဲ့အခါမှာတတိအထားအရဆုံးက 10A ကိုတိုင်းမယ်ဆိုရင် probe ကိုနေရာပြောင်းတက်ဖို့မမေ့ပါနဲ့။မဟုတ်ရင် multimeter ပြတ်သွားနိုင်ပါတယ်။ဒီ multimeter မှာ square wave output နဲ့ transistor HFE တိုင်းတဲ့ function တွေလည်းပါပါသေးတယ်။ဒါတွေကိုတော့နောက်ထပ်ဗီဒီယိုတွေမှာအသေးစိတ်ထပ်ရှင်းပြပေးသွားပါမယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒါပါပဲ။ multimeter အသုံးပြုပုံကိုနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုကိုကြိုက်တဲ့ည like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။